မင်္ဂလာပါရှင်မို့ဒီနေ့ပြောချင်တာလေးကပေါ့နော်မိသားစုတွေကြားထဲမှာပေါ့နော်နှွေးထွေးမှုလေးတွေရအောင်အိမ်တော်ရေးဖောက်ပြန်မှုလေးတွေကင်းဝေးအောင်ဆိုရင်အလေးအကျင့်ကောင်းလေးတွေလုပ်ဖို့လိုတယ်ဆိုတာလေးကိုမိုးကမျှဝေပေးသွားမယ်ပေါ့နော်ဘလို့အလေးကျင့်ကောင်းလေးတွေလုပ်ကြမလဲဆိုရင်မိသားစုတွေဟာအချိန်တစ်ချိန်ကိုတတ်မှတ်ပြီးတော့ဖះတူတူဝတ်ပြုတာလေးတွေလုပ်တင်ပါတယ်ဘာကြောင့်အဲ့လိုဖះတူတူဝတ်ပြုတင်လဲဆိုတော့ဒါမှလည်းဒီဖះတရားရဲ့အရေးကိုခုလုံးရမယ်ဖះတရားကိုချစ်ခိုးခြင်းအဖြစ်ကိုယ့်ရဲ့စိတ်ကနော်ဒေါသတွေငြိမ်းမယ်မောဟတွေငြိမ်းမယ်လောဘတွေငြိမ်းကြမယ်အေးစမ်းတဲ့မေတ္တာတရားလေးတွေကိုထားနာလာမယ်ပေါ့နော်အဲ့ကြောင့်မို့လို့မိုးကတော့ဒီဖះချစ်ခိုးတဲ့အလေးအထကောင်းလေးကိုဒါမိသားစုဝင်တိုင်းပြုလုပ်တင်တယ်လို့မိုးကထင်ပါတယ်နောက်တစ်ချက်ကကြတော့မိုးဟိုအခြေက post တွေမှာပြောခဲ့ပူပါတယ်နော်မိသားစုလေးတွေတရက်လောက်ကတော့အချိန်ပေးပြီးတော့ပေါ့နော်အစားတောက်စားတာလေးတွေအပြင်ထွက်တာလေးတွေအိမ်မှာပေါ့နော်စားကောင်းတောက်ပွဲလေးတွေချက်ပြုတ်စားတာလေးတွေနော်အမတ်တရနေ့လေးသားသမီးတွေရဲ့အမတ်တရလေးတွေကိုဒီကျင်းပပေးတာလေးတွေပေါ့နော်ပတ်စံအများကြီးကုန်မှာမဟုတ်ဘူးကိုမိသားစုလေးပဲကိုချက်ပြုတ်စားတောက်တာမျိုးအဖေအမေတွေကဒီသားသမီးလေးကိုအချိန်ပေးတာမျိုးဖြင့်လဲဒီမိသားစုလေးတွေရဲ့မေတ္တာတရားလေးဟာနှွေးထွေးလာမှာပါပေါ့နော်အခုလိုမဟုတ်ပဲအခုခေတ်ကကြာဖုန်းရမ်းပေါ်တဲ့ခါကြတော့လေထမင်းစားပြီးတာနဲ့ကို့ဖုန်းကိုကင်ပြီးကို့အိယာကိုဝင်သွားကြတော့ဒီတဦးနဲ့တဦးကြားမှာမရှိတော့ဘူးเนาะနှွေးထွေးတဲ့မြတ်တာတရားတွေမရှိတော့ဘူးအဲ့အခါကျတော့အမျိုးသားဖြစ်စေအမျိုးသမီးဖြစ်စေအပြင်လောကကစုံတယောက်ရဲ့နှွေးထွေးမှုပေးတာတွေเนาะတာယာမှုပေးတာတွေကျင်နာမှုပေးတာတွေအပေါ်မှာတာယာသွားတတ်ကြပါတယ်ဒါကြောင့်လေအိမ်တော်ရေးဖောက်ပြန်နိုင်တဲ့အကြောင်းအရာတွေထဲမှာဒီအချက်ကလည်းအရေးကြီးတယ်လို့ဘုရားပြောတာเนาะဒါကြောင့်မို့လို့ဒီဖះချစ်ခိုးခြင်းမိသားစုအချိန်ပေးခြင်းစတဲ့အလေးကျင့်ကောင်းလေးတွေကိုလည်းเนาะငယ်တန်းလေးလှုပ်ဆောင်သွားကြဖို့မိုးကတော့အကြံပေးချင်ပါတယ်ရှင်